ငငယ်ကလေးကအရန်ရှက်တတ်ပေမဲ့တရုတ်ဆောင်မင်းသားဖြစ်လာခဲ့တဲ့ဆိုင်းစီတွန်ခန့်ဟယ်လိုဆယ်လီမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလုံးဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များရှင်မြန်မာနိုင်ငံရဲ့မင်းသားချော်ချော်လေးတအုပ်ကိုလက်ညှိုးထိုးပါဆိုရင်တော့ဆိုင်းစီတွန်ခန့်ကိုလည်းလက်ညှိုးထိုးရမှာပဲဖြစ်ပါတယ်သူကအခုချိန်မှာဆိုရင်တော့ပြိုတိုင်းကြိုက်တဲ့နီးစီကိုင်တယောက်ဖြစ်နေတာပါအဓိကအပြင်ဆိုင်းစီတွန်ခန့်ကကျင်ဖော်ဆိုတဲ့ရုပ်ရှင်စကားကြီးမှာတေးရစရာနေရာကနေတရုတ်ဆောင်တဲ့အခါမှာပရိသတ်တွေရဲ့အချစ်ကိုပုံမရရှိခဲ့တာလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုင်းစီတွန်ခန့်ကအရှင်ကလေးကရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ရိုက်ကူးခွင့်ရခဲ့တယ်။ဇလန်တွဲတွေမှာလည်းရိုက်ကူးခွင့်ရခဲ့တယ်။အဓိကအဖြစ်တောင်ပိုင်ဖြိုးသူနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့မိမသားတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ဇက်ကအဲ့ဒီမှာဆိုရင်လည်းဆိုင်းစီတွန်ခန့်ကပါဝင်တရုတ်ဆောင်ခဲ့ပြီးမြကျန်ရေးဘဝကနေပဲတရုတ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်အမတ်တမဲအမတ်တရားတို့ဆိုတဲ့ဇလန်တွဲမှာဆိုရင်လည်းဝိုင်းစုခိုင်သိန်းနဲ့တွဲဖက်ပြီးတော့တရုတ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတုန်းကလည်းဖောက်ပြန်နေတဲ့ကိုယ့်ရဲ့အမျိုးသမီးပေါ်မှာမြစ်တာတွေပေးပြီးမတိကျအောင်ဆောင်နေခဲ့ရတဲ့ကာရိုက်တာကနေတရုတ်ဆောင်ခဲ့ရတာဖြစ်ပြီးအခု MRT4 ကထုတ်လွှင့်ခဲ့တဲ့ကျင်ဖော်ဆိုတဲ့ဇလန်တွဲမှာလည်းတေးကိုတစ်ဖက်သက်ချစ်နေရတဲ့တေးအတွက်အနစ်နာခံနေရတဲ့အစာအရာလှုပ်ပေးကင်ပေးခြင်းစိတ်ရှိနေတဲ့ဦးဆောင်ပေးခြင်းနဲ့စာနာတနာတက်တဲ့တင်းရဲ့ဆရာနေရာကနေတရုတ်ဆောင်ခဲ့ရတာပါအားလုံးကအဲ့ဒီဇလန်တွေမှာဆိုရင်မင်းပညာနဲ့တေးကိုပြန်လည်ပေါင်းဖက်သွားစီခြင်းနဲ့သူရင်ရှိသလိုဆရာနဲ့တေးကိုညားစီခြင်းနဲ့သူတွေကလည်းတပုံတပင်ရှိလာခဲ့တာဖြစ်ပြီးကျင်ဖော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကဆိုင်းစီတွန်ခန့်အတွက်အမှတ်တိုင်ထူနိုင်ခဲ့တဲ့ဇလန်တစ်ခုဆိုရင်လည်းလုံးဝမမှားပါဘူးကျင်ဖော်ဇလန်အတွက်ရိုက်ကူးအပြီးမှာဆိုင်းစီတွန်ခန့်ကိုပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းတွေပုံမရရှိခဲ့တာဖြစ်ပြီးပြိုတိုင်းကြိုက်တဲ့နင်းစီကိုင်စီးရင်းထဲမှာလည်းပါဝင်လာခဲ့တာပဲဖြစ်ပါတယ်ဒီလိုမင်းသားတယောက်ဖြစ်လာခဲ့တဲ့ဆိုပေမဲ့ဆိုင်းစီတွန်ခန့်ကသူ့ရဲ့စိတ်ရင်းအမှန်ကိုပရိသတ်တွေသိအောင်ချပြလာခဲ့တာပဲဖြစ်ပါတယ်။အဲဒါကတော့သူကအင်မတန်မှရှက်တတ်တယ်ဆိုတဲ့အကြောင်းအရာပါ။ကျွန်တော်ကငငယ်ကလေးကအရန်ကိုရှက်တတ်ပါတယ်လို့ပြောပြလာခဲ့တာဖြစ်ပါတယ်။သူကငငယ်ကလေးကစောဖို့တစ်ခုကိုပဲအာယုံစိုက်နေခဲ့တာလို့လည်းပြောပြလာခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ပရိသတ်တွေကဂျင်ဖော်ဇလန်တွဲကနေတစင်မှဆိုင်းစီတွန်ခန့်ကိုစိတ်ဝင်စားခဲ့တာဖြစ်ပြီးသူ့ရဲ့နောက်ကျောင်းတွေကိုပါသိထားလာရပြီးတော်တော်လေးကိုအံ့ဩသွားခဲ့ရပါတယ်။ဆိုင်းစီတွန်ခန့်ကအမှုပညာအလုပ်ကိုလည်းလုပ်နေသလိုစီးပွားရေးလုပ်ငန်းတစ်ခုကိုဦးဆောင်နေတဲ့သူလည်းဖြစ်ခါနောက်ထပ်ပရိသတ်တွေမထင်မှတ်ထားတာကတော့ဆရာဝန်တယောက်ဖြစ်နေတယ်ဆိုတာပါပဲအခုလက်ရှိချိန်မှာလည်းဆိုင်းစီတွန်ခန့်ကငလင်ပေးတင်ဒေတာတွေကိုတွားရောက်ပြီးကိုယ်တိုင်ကိုကြပရိုက်တာဘွဲ့တွေနဲ့ပူးပေါင်းကကျမ်းမာရေးစောင့်ရှောက်မှုတွေကိုလည်းလုပ်နေတာဖြစ်ပါတယ်။သူကအရင်တုန်းကတော့စာမတော်ဘူးစော်ခဲ့တယ်ဒါပေမဲ့10တန်းရောက်ခန့်ဒီမှာတော့မိဘတွေရဲ့ပံ့ပိုးမှုတွေနဲ့အတူចောင်းကောင်းကိုရောက်သွားလို့စီးចောင်းတက်ခွင့်ရခဲ့တယ်။ဂျူတီကုတ်တွေဝတ်ခဲ့ရတယ်ဆိုပေမဲ့သူကဂျူတီကုတ်ဝတ်ရရင်အရန်ရှက်တယ်။စီးចောင်းသားဖြစ်လို့ဂျူတီကုတ်ဝတ်ရပေမဲ့ဂျူတီကုတ်ကြီးတကားကားနဲ့တွာလာနေရတာကိုရှက်ပါတယ်။ပြောရမယ်ဆိုရင်ကျွန်တော်ကအင်ဂျီတောင်ဖွက်ပြီးတွားတယ်ထဲမှာပါပါတယ်လို့ပြောပြလာခဲ့တာပါဆိုင်းစီတွန်ခန့်ရဲ့နေပုံထိုင်ပုံစကားပြောပုံတွေကတခြားမင်းသားတွေနဲ့မတူပဲပွင့်လင်းနဲ့တူပြောတတ်တာကြောင့်ကောင်မလေးတွေကအသေးနှလုံးမှာပါရဲ့လားလို့တောင်ထင်နေတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောကိုယ်တိုင်ကအရန်ရှက်တဲ့ဆိုပေမဲ့မင်းသားဖြစ်လာခဲ့တဲ့ဆိုင်းစီတွန်ခန့်ပေါ်ဘယ်လိုတွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာပြောပြပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်